လေးကတော့တကယ်ချင်းနေနဲ့တူမလေးရှားလဲသွားတဲ့ blog လေးပါဒါမှမဟုတ် Forest City ရော Go City လို့ခေါ်တဲ့လူရှိတီးတဲ့ကဘာတစ်ခုလို့ဖြစ်နေတဲ့နေရာလေးမှာတ냐ရီ blog လေးပေါ့ဗျာဒီစီမံကိန်းကြီးဟာ estimate 100 billion လောက်ကုန်ကျပြီးမှအကြောင်းမျိုးမျိုးကြောင့် fail ပြီးတော့အခုလိုမြို့ပစ်ကြီးလို့ဖြစ်သွားတာတကယ်လဲဒီမှာစတွေ့တာနဲ့ရင်းထဲမှာဟာကနေဟင်းကနေပါပဲတိုက်တွေအမြင့်ကြီးတွေနဲ့လူတွေတယောက်မှမရှိတာကိုမြင်လိုက်ရတာနည်းနည်းတော့ creepy ဖြစ်တာပေါ့ဗျာဒါကြောင့်လဲ local တွေကတရေမျိုးလို့ခေါ်ကြတာပေါ့စားတာပါဒါကြီးလဲပတ်နေမဖြစ်ပါနဲ့ကဲချီလို့ကောင်းတဲ့ blog လေးကိုဆက်လိုက်ရအောင်ကျွန်တော်တို့ဖွဲ့ကလူများတော့ကြောင့်တိမ်ထဲမှာစုနေမယ်ဆိုပြီးတော့ဒီ application ကလည်းပဲကျွန်တော်တို့အိမ်ရှာလိုက်ပါတယ်တော်လဲကိုဆင်ပြေပါတယ်မနေ့စောစောထွက်မယ်ဆိုပြီးတော့ညာကလေးကအထုပ်တွေအကုန်မြင်ထားတာပေါ့နေတာကဘုခေပညာဆိုတော့ကျွန်တော်တို့ Woodland check point တွားဖို့190ဘတ်နဲ့ပုံနေတော့ကြောင့်တငယ်နဲ့ချို့ကိုအဲ့ဒီအမှဒီထိတ်မှာပဲစောင့်ပြီးတော့ကျွန်တော်တို့ထွက်လာလိုက်ပါတယ်စကားစီမီမိနစ်20လောက်ကြာ Woodland check point ရောက်ပါတယ်အဲ့ဒီနေ့ကဒေဝလီနဲ့အမိပြန်ကြတဲ့တူတွေလည်းရှိတော့တော်တော်လေး crowded ဖြစ်ပါတယ်စင်ကာပူ immigration ကတော့ auto lane ဆိုတော့မကြပါဘူးကျွန်တော်တို့မလေးရှား manual lane ဆိုတော့အဲ့ဒီမှာတနိုင်ကျော်အောင်တန်းစီပြီးတော့စောင့်လိုက်ရပါတယ် visa fee ဆိုတော့ဘာမှတော့မရပါဘူး work pass တောင် pass တခုပြိုင်တော့ပိုအဆင်ပြေလိုက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ visit 14ရပါတယ်ကိုရီးယားပထမဦးရောက်တာနဲ့စားဖို့ဆိုတော့ကျွန်တော် hot pot စားပါတယ်ကျွန်တော်တို့ cheap လည်းဖြစ်ပါတယ်လူ၄ယောက်စားတာတယောက်ကိုမှ16လောက်ကျပါတယ်ဒါကတော့ကျွန်တော်တို့GTG ပေါ့နော်ကျန်းလူစောင်းနေပဲကျွန်တော် DVC drama မောမှာဟိုဝယ်ဒီဝယ်လေးပေါ့ဒါတော့ကျွန်တော်ပေါ့တော်တော်လေးပူနေတဲ့အကြောင်းကျွန်တော်ညင်းညာပါကျွန်တော်တို့ပထမအောင်ဆုံးငားထားတဲ့အိမ်လေးကိုကျွန်တော်တွားကြည့်တာပေါ့နော်ကျန်တဲ့ငွေချင်းတွေစောင်းနေတယ်ပေါ့ဒါကျွန်တော်တို့ငားထားတဲ့အိမ် Forest City ပေါ့နော် Forest City တွေ့တဲ့အတိုင်းပဲလူရေးရောင်မတွေ့ပါဘူးတချို့ခန်းနေဆိုဒီလိုပုံစံတွေပေါ့ကျွန်တော်တို့တကယ်ချင်းပြန်ရောက်ပြီဆိုတော့တော့ကြိုးတာပေါ့နော်တကယ်ချင်းတွေပြန်ကြိုးတော့ကြိုးတယ်ဝယ်လာရှိဝယ်ပြီးတော့နောက်တစ်ခေါက်ပြန်လာတယ်အဲ့တော့နေဝင်လာလိုက်ပြန်ထွက်လိုက်ပေါ့ကျွန်တော်တို့ပြန်သွားတဲ့ချိန်မှာအဲ့လိုမျိုးညတော့တော်တော်မောင်းနေဗျမလေးရှားဆိုရင်ပဲအဲ့ဒီ Forest City တော့ရဲ့လမ်းမှာတော့လမ်းမီးတိုင်းနဲ့တိတ်မရှိဘူးအဲ့တော့တီးတန်းကဘာဖြစ်နေပါတော့ကျွန်တော်ပြောတယ်တီးတန်းကဘာယူဖြစ်နေလူဆုံးပြီးဆိုတော့ဒါငားထားတဲ့အိမ်ကလေးပါတရရက်လေးနဲ့တော်တော်လေးကိုစီဖြစ်ပါတယ် facility လည်းပြည့်စုံပြီးတော့ဈေးလည်းတော်တော်လေးကိုချိုးပါတယ်ကျွန်တော်ပြောသလိုပဲဒီ Forest City တစ်ခုလုံးကအကုန်လုံး shut down ဖြစ်ပြီးတိုက်တရနာစုစုပေါင်း9ခန်း6ခန်းလောက်ပဲနေကြတာပါတချို့တိုက်တွေဆိုရင်လူတယောက်မှမနေကြပါဘူး weekend holiday မှာလူရှိမဲ့ပုံစံပါအဲ့တော့ဒီနေရာမှာဘောရာများများနဲ့ AAC ချင်းနေမယ်ဆိုရင်တော့ recommend ပေါ့နော်ကပဲတောင်းမလူနေနဲ့လာတဲဖို့ကတော့အဆင်မပြေဘူးလို့ထင်ပါတယ်စားစရာတောက်စရာလည်းဘာဆိုင်မှမရှိပါဘူးညမှာဆိုင်နဲ့ဆိုင်ဖွင့်နေလို့တော့ကြားပါတယ်ဒါပေမဲ့ဘူးမှလည်းတော့ဝယ်မှာမဟုတ်တဲ့ပါအဲ့တော့စီးပြူတာပြောတာပါတချို့နေရာတွေဆိုရင်လက်မိတ်တွေကြီးပါပဲဒါတော့ကျွန်တော်တို့နောက်နေ့မနေ့ခင်းမြို့လည်းပြန်ကြတဲ့ချိန်ပေါ့နော်မနေ့စာကိုdim sumကောင်းနေဆိုတဲ့ကက်ကက်မှာသွားစားပါတယ်တော်တော်လေးလဲစုံပါတယ်တော်တော်လေးလဲရရလဲ share ပါပဲဈေးနှုန်းကလည်းတင်ပါပေါ့နော်ကျွန်တော်ကတော့စမျိုးကြိုက်လို့စမျိုးလဲမှာစားပါတယ်ဒါတော့ကျွန်တော်မနေ့စာကို share စားနေကြတဲ့ဖွဲ့ပါပြီးကျွန်တော်တို့ KSF mall မှာရှိတဲ့ Thai Marketထုံထိုင်းမှာကျွန်တော်တို့ပါပြီးတော့နှိပ်ခံတာပေါ့နော်ပြီးရင်ကျွန်တော်တို့ထိုင်းစာနဲ့စားပါတယ်အဲ့ဒါပြီးရနဲ့ GB ကနေကျွန်တော်တို့စီမီဘက်ကိုပြန်လာခဲ့ပါတယ် Okay guys ဒါလေးကတော့တကယ်ချင်းနေနဲ့ပပပမလေးရှား GB တညအိတ်သွားတဲ့ blog လေးပါအားလုံးလည်းဗီဒီယိုဆုံးတဲ့အထိကြည့်ပေးအတွက်ကျေးဇူးပါ See you in next video